Alexander Paluja နဲ့ Joshua ဘန်တို့ရဲ့ပွဲကြိုသုံးသက်ချက် Alexander Paluja ကြောင့်အရင်ပြောမယ်အသက်က32မှာ9နှစ်အရက်က9ပြည်နယ်မှာ9လမှာလက်တံက68လမှာရှိတယ်လက်ရှိ flyweight တန်းရဲ့ဘယင်တစ်ပါးလို့ပြောလို့ရတယ်သူ့ကိုတယောက်မှဖြုတ်မချနိုင်သေးဘူးranking တွေကထိပ်တန်း fighter တွေဖြစ်တဲ့ Brandon Moreno တို့ Brandon Rival တို့လို့ရှိရင် Manekate တို့ကိုနိုင်ထားပြီးတော့ချန်ပီယံဘွဲ့ကို၄ချိန်အောင်ကာကွယ်ထားခဲ့တယ်။ Brazil PP Brazilian Jiu-Jitsu မှာတော့တကယ်အဆရာကြီးတစ်ပါးလို့ပြောလို့ရပါတယ်။ပြန်ဘက်တွေတော်တော်များများကိုလည်းသူ့ရဲ့ Jiu-Jitsu skill နဲ့ပဲပွဲသိမ်းတာများပါတယ်။လက်ရှိ flyweight တန်းမှာပြန်ဘက်တွေထက်အနာတစ်ဖြားတာနေရတဲ့အဓိကအကြောင်းရင်းကလည်းသူ့ရဲ့ grappling နဲ့ Jiu-Jitsu skill ကြောင့်ပဲလို့ပြောလို့ရပါတယ်။ striking ပိုင်းမှာလည်းပြန်ဘက်ကိုကီယိုကျသွားနိုင်တော့တဲ့ power မျိုးရှိတယ်။ပိုင်းမီဆိုမှာ over right hand ကို power နဲ့ထိုးတာပါအမားကုန်းပိုင်းကလည်းကောင်းနေပြန်ပါသေးတယ်အမားတိတ်မလုပ်တတ်ဘူးတည်ငြိမ်နေပြန်ဘက်တွေအနေနဲ့သူ့ကို back position ပေးလိုက်ရပြီဆိုရင်ပြန်လို့ဖို့ရမလွယ်ပါဘူး submission ကိုမထင်မှတ်တဲ့ချိန်မှာပဲမထင်မှတ်ဖက်နဲ့လှိမ့်မြန်ယူရတဲ့ကစားသမားပါဒီဘက်မှာလည်း Joshua ဘန်အနေနဲ့တိတ်တောင် defense အပြင် submission defense ကိုအကောင်းဆုံးပြင်ဆင်လာပါလိမ့်မယ်ဆိုတော့ Joshua ဘန်ကြောင့်ပြောရရင်ချင်းတိုင်းသားလေးကအသက်ကခုမှ20နှစ်မှ4နှစ်ပဲရှိသေးတယ်အကယ်၍ဒီပွဲသာနိုင်ခဲ့မယ်ဆိုရင် UFC ရဲ့အသက်ငယ်ဆုံးချန်ပီယံစရင်ဝင်ဖြစ်လာမယ်အရက်က9ပြည်နယ်မှာ9လမှာလက်တန်က65လမှရှိတယ် Joshua ဘန်အနေနဲ့ကရှေ့မှာသူရင်ဆိုင်ခဲ့ရတဲ့ fighter တွေကသူ့ထက်အရက်မောင်းတွေတော်တော်ကြီးကိုကြီးတဲ့သူတွေနဲ့ပဲရင်ဆိုင်ခဲ့ရတယ်ဒီပွဲမှာတော့သူနဲ့အရက်မောင်းတူတဲ့သူနဲ့ပဲကစားပါမယ်UFC မှာကိုဝဲထိုးထားပြီးတော့တပွဲပဲရှုံးထားတယ်နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာအဆင့်1နေရာက Brandon Rival ကိုနိုင်ပြီးတော့ Champion Single ဝဲတက်ရလာခဲ့တာပါဒါကလည်းသူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့သူ့ရဲ့ယုံကြည်မှုကြောင့်လို့ပဲပြောရပါမယ်ဘာကြောင့်ဆိုတလာတဲ့နဲ့နှစ်ပွဲလက်ခံကစားပေးခဲ့တာကြောင့်ဒီနောက်ဝက်ကလည်းပြန်ကြည့်ပေးတာပါတော်ရုံကစားသမားဆိုရင်တလာတဲ့နဲ့ထိပ်တန်း fighter နှစ်ယောက်ကိုအနိုင်ပြဖို့ဆိုတာတကယ်ကိုမလွယ်ပါဘူး Joshua ဘန်က striking သမားလက်တီထိုးချက်တွေကအလေလုံးတိတ်ပြီးတော့မရှိဘူးတော်တော်လေးကိုတက်ရတယ်သူကိုယ်တိုင်ကလည်းအကွယ်အပြဲရှင်ထိုးရတာကိုကြိုက်တဲ့ကစားသမားပါ MMA လောကက legendary fighter ကြီးတွေကအစားတကမ္ဘာလုံးကပြည်သက်တွေကပါ Joshua ဘန်ကိုတော်တော်များများသဘောကျကြပါတယ်အဲ့ဒါကလည်းသူ့ရဲ့ striking skill နဲ့ professional sense နေတတ်တာကြောင့်ထင်ပါတယ်ကျွန်တော်ပေါ့ဝင်ပြည်သက်တော်တော်များများက Joshua ဘန်ကိုစိတ်ပူနေကြတာတခုရှိပါတယ်အဲ့ဒါကဘာလဲဆိုရင် Alexander Paluja ရဲ့ submission နဲ့ပွဲသိမ်းသွားမှာကိုစိုးရင်ကြတာအောက်ပြီးဆိုတော့ Joshua ဘန်ရဲ့ takedown defense နဲ့ submission defense ကလုံးဝညံ့နေလားဆိုတော့မညံ့ပါဘူးကျွန်တော်ကတော့ကောင်းတယ်လို့ပဲပြောချင်ပါတယ်သူ့အနေနဲ့ ground game သမားတွေနဲ့လည်းရှေ့မှာစမဝဲစစ်ပြီးသားပါအနည်းဆုံးပြောရရင်ဂျပန်ကစားသမားဖြစ်တဲ့ Rai Surura လို grappling ကစားသမားကိုအကောင်းဆုံး defense လုပ်ပြီးတော့ striking အသာစီးနဲ့အနိုင်ယူထားမှုတယ် Joshua ဘန်ရဲ့ takedown accuracy က 64% ရှိပြီးတော့ takedown defense ဘိုင်းက 81% ထိတော့ရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကကောင်းတယ်လို့ပြောတာပါဟုတ်ပြီဆိုတော့ဒီပွဲကစားလာနိုင်တဲ့အခင်းကြီးကိုအမြင်ကြည့်ရရင် Alexander Paluja အနေနဲ့ကသူ့ရဲ့အသက်အရွယ်က9ကြီးထိခေါ်ဆော့ဖို့ရပြင်ဆင်လာမှာမဟုတ်ဘူးဆိုတော့အစောပိုင်းချီတယ်မှာနေပွဲဖြတ်ဖို့အတွက်အကောင်းဆုံးပြင်ဆင်လာပါလိမ့်မယ်သူကိုယ်တိုင်လည်းနှစ်ချီတွင်းမှာလည်းပွဲဖြတ်မယ်ဆိုပြီးတော့ပြောထားတာရှိပါတယ်အဲ့တော့ပွဲစပြီဆိုတာနဲ့ striking အယောင်ပြပြီးတော့ဝင်လုံးပါလိမ့်မယ်တရားတာကတော့ Joshua ဘန်လို့ striking ကောင်းတဲ့ကစားသမားကိုရှင်းပြီးတော့မထိုးတော့ပါဘူး Joshua ဘန်အနေနဲ့ကလည်းသူအားသာတဲ့ striking ကိုခေါ်ဆို့ဖို့အတွက် Alexander Paluja ရဲ့တိတ်တောင်းတွေကိုအစောပိုင်းချီတွေမှာအကောင်းဆုံးကာကွယ်မယ် Paluja ရဲ့တက်လုံကျလာတဲ့အချိန်မှာသူလိုချင်တဲ့ဒီ striking တွေကိုထုတ်သုံးပါလိမ့်မယ်ဘန်အနေနဲ့ကရှေ့မှာကစားခဲ့တဲ့ fighter တွေနဲ့ရုံးကထက်ဒီပွဲမှာ power ဘိုင်းကိုပို့ပြီးတော့တင်လာမယ်ထင်ပါတယ်ဒါမှသာအခွင့်အရေးရတဲ့အချိန်တစ်ခါလေဒီကိုချနိုင်ပါဘူးဘာကြောင့်ဆိုရင်ရှေ့မှာကျွန်တော်ပြောခဲ့တယ်လို့ပဲ Paluja ကအမာကုံပိုင်းလည်းကောင်းနေတာကြောင့်အမှန်တမ်းပြောရရင် Alexander Paluja ကဝိုင်းတစ်ပိုင်းဆိုတော့ပန်ထက်အနည်းငယ်တားနေတယ်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့မဖြစ်မနေ
လက်ခံပေးရပါမယ်ဘယ်ကတော့ငယ်ကုန်လေးတာမယ်ဒီရွယ်မှာကအလုပ်ချင်းကိုင်းချင်းလေးပြင်ပြနေတဲ့အချိန်အဲ့တော့ share ရုံးလိုက်မယ်ဘယ်လိုပဲဖြစ်ဖြစ် Joshua ဘန်အနေနဲ့နိုင်ကြီး 1% ပဲရှိရင်တော့မှကျွန်တော်တို့အနေနဲ့ကိုလူအနိုင်ဘက်ကနေပဲအားပေးရမှာပါအလာဇာနာပန်တို့ကြအနေနဲ့၃ကြီးအတွင်းမှာသာပွဲမဖြတ်နိုင်ဘူးဆိုရင် Joshua ဘန်ကပဲစသွားလိမ့်မယ်လို့ထင်ပါတယ်လာမယ့်ဒီဇင်ဘာ9ရက်နေ့မှာအရှေ့တောင်အာရှရဲ့ပထမဦးဆုံးသော UFC ချန်ပီယံဖြစ်လာပြီးမြန်မာနိုင်ငံရဲ့ MMA လောကအတွက်ဒုတိယမြောက်ဂုဏ်ယူအဆုံး fighter ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ညီကိုတို့အနေနဲ့ရောဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဗျဘုံမှာဝင်ရောက်ပြီးတော့မှတ်ချက်ပေးကြပါဦးနောက်ပြီးတော့အခုလိုမျိုး MMA နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်